ကလေးမလေးသည်အမှတ်မထင်ကြိုးကိုဆွဲလိုက်မိသဖြင့်လျှက်စစ်ထမင်းပေါင်းအိုးမှာမြေပြင်ပေါ်သို့ပြုတ်ကျသွားခဲ့သည့်အတန်ကြားသောအခါမျက်မမြင်မိခင်ဖြစ်သူမှာအမြန်ပြေးလာခဲ့တော်လဲဘာမှမမြင်ရသဖြင့်ထမင်းများကိုနင်းမိကလဲကျသွားခဲ့သည်သို့တော်လဲမိခင်ဖြစ်သူမှာမိမိကိုယ်တိုင်ထက်ကလေးအတွက်သာစိုးရိမ်ပြီးရှာဖွေနေခဲ့သည်နောက်ဆုံးတွင်ကလေးမလေးကိုဆေးရုံသို့အချိန်မီပို့ဆောင်ပေးနိုင်ခဲ့ပြီးလက်မောင်းတွင်မီးလောင်တန်းရာအနေငယ်သာရရှိခဲ့သည်သို့တော်မိခင်ဖြစ်သူမှာမိမိကိုယ်ကိုအလွန်အမင်းအပြစ်တင်မိခဲ့သည်သူမ၏အတန်သွင်းထားသောမိုဘိုင်းမှတ်တမ်းများတွင်ပင်သမီးလေးကိုထာဝရချစ်တယ်ဟုအာနာပါနာအနုနာခံအပြစ်ရှိသလိုတောင်းပန်စကားများပြောထားခဲ့သည်သမီးဖြစ်သူကိုကာကွယ်ရန်အတွက်မိခင်ဖြစ်သူသည်သမီးလေးအတွက်ခေါင်းလောင်းလေးတစ်ခုပြုလုပ်ပေးခဲ့သည်သမီးလေးဘယ်နေရာမှာပဲရှိရှိမိခင်ဖြစ်သူကအတန်ကိုကြားနိုင်ရန်ဖြစ်သည်မိဘများ၏ပြုစုဆောင်ရှောက်မှုအောက်တွင်ကလေးမလေးသည်တစ်နေ့ထက်တစ်နေ့ကြီးပြင်းလာခဲ့သည်သူမသည်လည်းမိခင်ဖြစ်သူ၏မျက်စိတစ်ခွက်ဖြစ်လာခဲ့သည်မိဘများကိုကဘာကြီး၏အယောင်သွင်းများကိုခံစားရရှိစေရန်သူမရေးဆွဲထားသောပကြီးကားများကိုမကြာခဏပြသလေးရှိသည်ပြင်ပတွင်အစာစားသည့်အခါ၌လည်းမိဘများအတွက်စားတောက်ခွင့်ရမီနူးများကိုဖတ်ပြလေးရှိသည်အခြားသူများကသူတို့ကိုထူဆန်းသောမျက်လုံးများဖြင့်ကြည့်ရှုကြတော့လဲကလေးမလေးကလုံးဝဂရုမစိုက်ခဲ့ပေသို့တော်သမီးဖြစ်သူအထက်တန်းကျောင်းသို့ရောက်ရှိလာသောအခါအရာအလုံးပြောင်းလဲသွားခဲ့သည်သူမသည်မိဘများအပေါ်စိတ်မရှိဖြစ်လာပြီးခဏခဏရန်ဖြစ်လေးရှိသည်မျက်မမြင်မိခင်ဖြစ်သူကိုဝင်ထုတ်ဝင်ပိုးတစ်ခုအဖြစ်တဖြည်းဖြည်းခံစားလာရသည်ထိုနေ့ကမိခင်ဖြစ်သူသည်ကျောင်းသို့သမီးဖြစ်သူကိုလာကြိုခဲ့သည်သို့တော်သမီးဖြစ်သူကမိခင်ကိုမြင်သောအခါမိခင်ဖြစ်သူအတန်မကြားနိုင်စေရန်ခေါင်းလောင်းလေးကိုအုပ်ထားခဲ့သည့်အကြောင်းမှာမိခင်ဖြစ်သူအတွက်ရှက်ရွံ့နေသောကြောင့်ဖြစ်သည်သို့တော်လည်းမိခင်ဖြစ်သူမှာသမီး၏ကိုသေးအနံ့ကိုမှတ်မိနိုင်စေဖြစ်ပြီးအရာအလုံးကိုနားလည်ခဲ့သည်သမီးဖြစ်သူအိမ်သို့ရောက်သောအခါစကားများစတင်ရန်ဖြစ်ကြသည်ရုတ်တရက်သမီးဖြစ်သူ၏ဖုန်းမိလာရာမိခင်ဖြစ်သူကဒေါသတကြီးဖြင့်ဖုန်းကိုမြေပြင်ပေါ်သို့ရိုက်ခွဲပစ်လိုက်သည်သမီးဖြစ်သူမှာဒေါသအလုံးထွက်သွားပြီးမိခင်၏အခန်းထဲသို့ဝင်ကမိခင်ဖြစ်သူအနှစ်သက်ဆုံးကက်ဆက်ခွေများကိုရိုက်ခွဲပစ်လိုက်သည်ထို့နောက်သူတို့၏အငင်းပွားမှုမှာပုံမူကျင်းလောင်လာပြီးနောက်ဆုံးတွင်သမီးဖြစ်သူသည်အိမ်ပေါ်မှဆင်းပြေးသွားခဲ့သည်ထိုညတညလုံးမိဘများကသူမကိုစောင့်ဆိုင်နေခဲ့ကြသည်မနေ့ရောက်သည့်အထိအိမ်မပျော်ဘဲစောင့်ခဲ့ကြသည်ထိုနောက်ဆရာမများကိုဆက်သွယ်မေးမြန်းခဲ့တော်လဲညီသည့်သတင်းများမရရှိခဲ့ပေရုတ်တရက်ရေဒီယိုမှရဲတပ်ဖွဲ့ကအလောင်းတစ်ခုတွေ့ရှိကြောင်းသတင်းထုတ်ပြန်ခဲ့သည်ထို့ကြောင့်မိဘများမှစခန်းသို့တွားရောက်ခဲ့ပြီးရဲတပ်ဖွဲ့ကအလောင်းကိုအတည်ပြုခိုင်းခဲ့သည်မိခင်ဖြစ်သူသည်တုံလုံးနေသောလက်များဖြင့်ရှောက်သွားခဲ့သည်ကံကောင်းစွာဖြင့်အမာရွတ်များရှိသောလက်များကိုစစ်ဆေးပြီးနောက်သူမ၏သမီးမဟုတ်ကြောင်းသိရှိပြီးခဲ့ရသည်ထို့နောက်မိဘများကသမီးဖြစ်သူကိုဆက်လက်ရှာဖွေနေချိန်တွင်သမီးဖြစ်သူမှမူမိသားစုကိုမေ့လျော့နေတဲ့ကဲ့သို့ချစ်သူနှင့်ချင်းတွေ့နေခဲ့သည်ထို့နောက်သမီးဖြစ်သူသည်အတန်းဖော်နှင့်အတူစတိုးဆိုင်သို့သွားခဲ့သည်သူမပင်ရှင်းနေစဉ်အတန်းဖော်ကပစ္စည်းများကိုခိုးယူရန်ကြိုးစားခဲ့သည်သို့သောမတော်တဆမှုတစ်ခုဖြစ်ပွားခဲ့ပြီးရဲများရောက်ရှိလာကအခင်းဖြစ်ပွားရာနေရာ၌ပင်ဖမ်းဆီးခဲ့သည်ကံကောင်းစွာဖြင့်အတန်းဖော်ကသူမ၏အထောက်အထားကိုထုတ်ဖော်မပြောပြခဲ့ပြီးထို့နောက်သမီးဖြစ်သူသည်တိတ်တဆိတ်ထွက်ခွာသွားခဲ့သည်ထိုအခါမှသာသူမနှင့်အတန်းဖော်သည်လမ်းကြောင်းတူမဟုတ်ကြောင်းသဘောပေါက်သွားခဲ့သည်သူမစတင်ပြေးလွှားခဲ့သည်ဒီအချိန်မှာသူမလိုချင်တာတစ်ခုတည်းကအိမ်ပြန်ဖို့ပဲဖြစ်သည်သမီးဖြစ်သူထိုညတွင်အိမ်သို့ပြန်ရောက်သောအခါမိဘများမရှိကြပေကရင်ပေါ်တွင်ကျိုးပဲ့နေသောကက်ဆက်ခွေများကိုမြင်လိုက်ရသောအခါသမီးဖြစ်သူမှာအလွန်အပြစ်ရှိသလိုခံစားရပြီးပြန်လည်ပြင်ဆင်ရန်ဆုံးဖြတ်ခဲ့သည်ထို့နောက်တစ်ခွေကိုဖွင့်ကြည့်ရာသူမ၏ငယ်စဉ်ကလေးဘဝကစကားတန်မှတ်တမ်းကိုကြားလိုက်ရသည်ရင်းမှာမိခင်ဖြစ်သူကသူမကိုချစ်ကြောင်းပြောကြားထားသည့်အတန်ဖြစ်သည်သူမငယ်စဉ်ကလေးဘဝကိုပြန်လည်သတိရသွားသည်သူမကိုကယ်တင်ရန်ကြိုးစားရင်းမိခင်ဖြစ်သူချေချော်လဲခဲ့သည်ကိုပြန်လည်သတိရမိသလိုအတူတကူဆော့ကစားခဲ့ကြသည့်အချိန်များကိုလည်းသတိရသွားခဲ့သည်အရာအလုံးကိုကြားသိရပြီးနောက်သမီးဖြစ်သူမှာနောင်တအလွန်ရသွားခဲ့သည်သူမအိမ်ပြင်သို့ချက်ချင်းပြေးထွက်သွားခဲ့သည်ပြင်ပတွင်မိုးတိတ်ထန်စွာရွာသွန်းနေတော်လဲမိဘများမှာသူမကိုရှာဖွေနေတုန်းပင်ဖြစ်သည်ထို့နောက်ထီးတစ်ချောင်းပေါ်လာခဲ့သည်သမီးဖြစ်သူမှငိုယိုပြီးမိခင်ဖြစ်သူကိုတောင်းပန်ကဖတ်ထားလိုက်လေတော့သည်